ဆရာဆမ်ဆောင်တို့ဒီကချင်ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီးတော့အခုအမေရိကန်ပြည်ထောင်စုကိုလာတယ်အမေရိကန်ပြည်ထောင်စုကတာဝန်ရှိသူချို့နဲ့ဆွေးနွေးခဲ့တယ်ဆိုတော့အဲ့တော့ဒီဆွေးနွေးပွဲတွေနဲ့ပတ်သက်လို့ပေါ့ဆရာဆမ်ဆောင်အနေနဲ့အမေရိကန်အာဏာပိုင်နဲ့ဆွေးနွေးပွဲတွေနဲ့ပတ်သက်လို့ကျေနပ်အားရမှုရှိရလားခင်ဗျကျွန်တော်ကျေနပ်အားရမှုရှိပါတယ်ဟုတ်ကဲ့သူတို့ကဒီကျွန်တော်တို့ရဲ့မြန်မာပြည်ပြောင်းလဲရေးမှာလဲတဒတ်အားပါဝင်နေတဲ့အပြင်ကျွန်တော်သူပြည်ဒီတိုင်းတာဒီပြပခတ်တွေမှာလဲသူတို့တော်တော်ကိုနိကစွာကြီးရှုပြီးမှဒီနေ့လုပ်ပြီးနေတယ်ဆိုတာသိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ issue ကိုဒီမှာလာပြီးပြောပြတဲ့အချိန်မှာကျေနပ်အားရမှုရှိပါတယ်အဲ့တော့ကချင်ဒုက္ခသည်အရေးနဲ့ပတ်သက်လို့အကူအညီပေးဖို့သူတို့ကိုပြောတယ်ပေါ့ပြောတဲ့အခါမှာသူတို့ဘက်ကရောစုံတရားတိကျကျအာမခံချက်ဘာများတုံ့ပြန်တာရှိပါလဲရှိပါတယ်သူတို့အခုဒီကျွန်တော်တို့ဒီ USX ကဆက်လက်ပြီးမှငွေကြေးပံ့ပိုးဖို့အစီအစဉ်ရှိတယ်လို့ပြောပါတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ဒီ UN အဖွဲ့အစည်းတွေကနေတဆင့်ပြီးမှကျွန်တော်တို့နေဒီ government control ရမှာရော non government control ရမှာရောဒီနေ့ကျွန်တော်တို့ဟိုရရှိခံစားနေရပါတယ်ဟုတ်ကဲ့လက်ရှိအခုအမေရိကန်ပြည်ထောင်စုကအကူအညီပေးနေတဲ့တိုင်းတာပေါ့ကချင်ဒုက္ခသည်တွေအကူအညီပေးနေတဲ့တိုင်းတာဘယ်လိုပုံစံရှိပါလဲခင်ဗျဒီဒုက္ခသည်တွေကိုခုနပြောတဲ့အတိုင်းဒီငွေကြေးတောက်ပန်းတဲ့ဒီအစိတ်ပိုင်းမှာလည်းရှိတယ်နောက်ပြီးမှကျွန်တော်တို့ကချင် issue တွေမှာဒုက္ခရောက်ရင်အမေရိကန်နိုင်ငံရဲ့ဒီ statement ထုတ်ပြန်ချက်တွေပေါ့ဒါတွေလည်းလုပ်နေတယ်ဆိုတော့ကျွန်တော်တို့ဒီအားရမှုရှိပါတယ်ဟုတ်ကဲ့အခုအမေရိကန်တာဝန်ရှိသူနဲ့တွေ့တဲ့အခါကျတော့တကယ်တမ်းသူတို့ဘက်ကနေပြီးတော့အမေရိကန်ဘက်ကနေပြီးတော့ဒီကချင်ရေးကိစ္စဒုက္ခတဲ့ကိစ္စကိုညီညာရေးကိစ္စကိုဒီကိစ္စတွေနဲ့ပတ်သက်လို့ဘယ်လောက်ထိအကူအညီထောက်ပံ့ပေးနိုင်မယ်လို့ရောဆက်ဆမ်ဆောင်တို့မျှော်လင့်ထားလဲကျွန်တော်တို့ကတော့ဒီအများကြီးမျှော်လင့်ပါတယ်ဘာကြောင့်လဲဆိုတော့အခုကျွန်တော်တို့ဒီ conflict ဒီဒုက္ခတဲ့ကိစ္စတွေမှာဒီငြိမ်းချမ်းရေးဒီဖြစ်စဉ်တွေမှာသူတို့ရဲ့ပါဝင်မှုသူတို့ရဲ့ဒီဖိအားပေးမှုတွေကကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ဒီလက်ရှိကျွန်တော်တို့ဒီခံစားနေရတဲ့ဒီအခြေအနေမှာအောက်ခြေမှာဒီနေ့ဟိုအကျိုးတရားမှုတွေရှိနေတယ်ကိုတွေ့ရတယ်အထူးသဖြင့်တော့ဒီနိုင်ငံရေးဆွေးနွေးမှုမှာလည်းအခုပါဝင်အကြံပေးမှုတွေရှိလာတာကိုတွေ့ရတယ်ပြီးရင်အခုကျွန်တော်တို့ဒီ IDP ကိစ္စတွေမှာဆက်လက်ပြီးမှထောက်ပံ့မှုရရှိဖို့ကိစ္စတွေမှာနောက်ပြီးမှဒီလူအခွင့်အရေးချုပ်ဖောက်မှုတွေမှာလည်းသူတို့ရဲ့ဒီစိတ်ဝင်စားမှုပါဝင်မှုကိုကျွန်တော်တို့အများကြီးအကျိုးအမြတ်ရရှိပါတယ်ဟုတ်ကဲ့တကယ်တမ်းကချင်ပြည်နယ်ဆိုတာတရုတ်နိုင်ငံနဲ့နေချင်းဆက်နေတာပေါ့ဒီကိစ္စနဲ့ပတ်သက်လို့သူတို့အနေနဲ့ဒီလိုဝင်ရောက်ဆောင်ရွက်လာတဲ့ကိစ္စဒုက္ခတဲ့ကိစ္စဖြစ်ဖြစ်ငြိမ်းချမ်းရေးကိစ္စဖြစ်ဖြစ်အမေရိကန်ပြည်ထောင်စုဘက်ကအကြံပေးတာခုနပြောလို့ပေါ့အကြံပေးတာဖြစ်ဖြစ်ဝင်ရောက်ဆောင်ရွက်တာမျိုးတွေမှာတကယ်တမ်းတရုတ်ဘက်ကဖြစ်ဖြစ်ကချင်ဘက်ကဖြစ်ဖြစ်မြန်မာဆိုရဖြစ်ဖြစ်လိုလားရှိရလားခင်ဗျကျွန်တော်အနေနဲ့တော့တရုတ်အစိုးရကတော့လိုလားမှုမရှိဘူးလိုလားမှုမရှိဘူးဆိုတာသူတို့စီမှာစိုးရိမ်မှုတွေတော်တော်များတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အများအားပဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဒီလူသားချင်းစာနာထောက်ထားမှုဒီအထောက်ပံ့တွေကတရုတ်ပြည်ကနေတွားလို့မရအောင်အဲ့ဒါတွေကကိုကြည့်ချအဖြစ်တရုတ်ကတော့ဟိုနည်းနည်းမလုံးဝသူကတော့ဒီမလိုလားဘူးဆိုတာတွေ့ရတယ်ဒါအနောက်နိုင်ငံတွေဘက်ကဒီဟုတ်တယ်အနောက်နိုင်ငံရဲ့ဒီစွတ်ဖတ်မှုသူကမကြိုက်ဘူးကျွန်တော်တို့ဒီကချင်အဖွဲ့အစည်းတွေနောက်ပြီးမှဒီပြည်သူလူထုတွေကတော့တော်တော်ကျွန်တော်တို့ထောက်ခံပါတယ်အားရမှုရှိပါတယ်မြန်မာဒီအစိုးရသိန်းစိန်အစိုးရလည်းကျွန်တော်ယုံကြည်ပါတယ်သူတို့လည်းဒါကိုကျေနပ်အားရမှုရှိနေတယ်ဆိုတော့ကိုလည်းတွေ့ရပါတယ်ဟုတ်ကဲ့ဆက်ဆံကြောင်းကျေးဇူးအများကြီးတင်ပါတယ်